ဆိုတော့နော်မေးတာတော့ဘာနော်ဝယ်တာများတယ်နော်တော့ပြီးတော့ဒါများတယ်နော်ဒါတော့စားကြည့်မေးတာလည်းခုကနေအကြနိုးရလေဆိုခုကနေနိုင်9 နာရီခွဲ2 နာရီလောက်မှ1 နာရီလောက်မှကျွေးကိုရတယ်ညနေကျ तू ကမစားတော့ဘူးကလားညနေ3 နာရီလောက်သွားကျွေးတယ်ကြမလားကညနေကျကျွေးရင်မစားတော့ဘူးပြီးတော့ကြမအိမ်တော့အဲ့လိုဖြစ်ဟဲ့မဆောတော့ငါတော့ဖြတ်သွားတယ်ဟုတ်လားလမ်းဘေးဆိုတော့ဝင်လွယ်သေးတယ်ခင်ဗျားတို့ကနေသွန်းကနေဖြတ်ကနေအားလုံးပဲလိုက်တာအဲ့လိုပြောတာလေအဲ့လိုပြောတာကျတော့တော့မှမနဲ့ကိုလေးလမ်းပြောပါကိုလေးကိုကြိုင်အောင်မရဘူးလို့ပြောတာအဲ့တော့တော့မှပါနေ့တော့ကတည်းကဟိုလေညနာတော့တဲ့ဟာလေးသိလားညနာတော့တဲ့ဟာလေးတစ်ချက်ဒီရက်တော့အယောင်လေးခွဲပြီးဝယ်မလို့မှာတဲ့မေးတာအဲ့ဒီလေးလည်းမကြည့်ဆက်ပါလားခင်ဗျာဘိုးစောက်ကြီးကသူကနှုတ်နှုတ်ကြည့်တယ်ပါသွားတယ်ဟုတ်ကဲ့တာမင်းတယောက်ကစင်တူတွေပဲအင်းကြီးစင်တူတွေဖြစ်တာတာမင်းတယောက်လာသွားပြီအေးလာသွားပြီဝေးတက်ခဲရပဲပြန်တယ်တက်ပါလေပြန်တက်လိုက်တော့မယ်နော်